စွာဖြတ်သန်းခဲ့ကြောင်းသာဘဝတွေဟိုရှင်ထိုစဉ်လူအစ်စနာနေပါလဆုံးပဲတကယ်မမေ့သေးဘူးဝေးပြီးတဲ့ချိန်ကကြောင်းတက်တော့ချိန်တွေရဲ့စီစဉ်မှာငယ်သူများချီတင်လာစေလွတ်နေစေပါမြတ်ချုံမျိုးပညာရဲ့တို့တိုင်းချွေအုပ်ပြူထောင်လို့ပဲဒီမှာခိုးလုံးချိန်တွေမေးမရလို့စုံနိုင်တဲ့ဝေးကနေမကုန်နိုင်တဲ့ခြေစွပ်တွေကိုလွှမ်းနေစေပါမြတ်ချုံမျိုးနိုင်ရီနောက်ပြန်လဲပေးဒီကငေါနေတဲ့ပြန်ခိုးဝင်နေခြင်းစိတ်များထားမရစီဘဝရဲ့ခီလာများတွေပြန်လေမဆုံးမီဒီနေ့မြေကိုဝေးကတန်တာလို့ပဲနှခါပြန်မရဘူးဝေးပြီးချိန်ကကြောင်းတက်တော့ချိန်တွေရဲ့စီစဉ်ပါငယ်သူများချီပြန်လာစေလွတ်နေစေပါမြတ်ချုံမျိုးပညာရဲ့တို့တိုင်းချွေအုပ်ပြူထောင်လို့ပဲဒီမှာခိုးလုံးချိန်တွေမေးမရလို့အဆုံးနိုင်တဲ့ဝေးကနေမကုန်နိုင်တဲ့ချိန်စုတွေကိုလွတ်နေစေပါမြတ်ချုံမျိုးနိုင်ရီနောက်ပြန်လဲပေးရင်ဒီကငေါနေတဲ့ကြံခွင်နေခြင်းစိတ်ညတာမရငါနေ့ကိုပြောစရာရှိတယ်ပြောလေငါတို့တမိသားစုလုံးနေကိုပြောင်းရတော့မယ်ဟာနင်တကယ်ပြောနေရလား
မေဒီလိုချိန်တွေဘလို့ကြော်ဖြတ်ရပါမလဲ မမေတို့မျိုးသမီးတွေလမ်းစဉ်ကြုံတွေ့ရတတ်တဲ့ဝေဒနာတွေအတွက်မမေအပြိုဘဝတွေကအမြဲတောက်တဲ့ EpoSoft ရှိတယ် EpoSoft ကိုတစ်နေ့တစ်လုံးမမှန်တောက်ရင်အမျိုးသမီးတွေလစဉ်ခံစားနေရတဲ့ဝေဒနာတွေကိုကြောက်စရာမလိုတော့ပဲတည့်ရဲ့တစ်လတာကိုပေါ်ပါလန်းဆန်းစွာဖြတ်ကျော်နိုင်ပါလားအမျိုးသမီးတိုင်းအတွက် EpoSoft C-Firm